ကျောင်းတက်ချင်းနေပြီကျောင်းတက်ချင်းနေပြီကျောင်းမဖွင့်သေးဘူးဗျာကျောင်းမတွေ့ချင်းကျောင်းဖွင့်ရင်ဒီတစ်ခါနောက်ဆုံးနေ့ဆိုတော့လိုင်မာပါတော့မယ်ဗျာနောက်ဆုံးနေ့စကန်ဆန်ဆိုတော့လိုင်မာပါတော့မယ်ဗျာနောက်ဆုံးနေ့ဆိုတော့ကျောင်းမမှန်တက်မယ်ကျောင်းမမေအတန်းမမှန်တက်မယ်ကျူလိုရီယာမခိုးရတော့ဘူးဟာကောင်မနောက်ကိုလည်းပြောင်းဟဲ့ဆိုင်းမန်လည်းမမှန်ထပ်ပါမယ်ရှုပ်ရှက်ခတ်လိုက်တာကွာဒါပြီးသားပြန်မရေးခိုင်းဒါဒီကျွန်တော်တို့ရဲ့နောက်ဆုံးရဲ့ဆန္ဒပါအဲ့လိုမထင်ပါနဲ့အဲ့လိုမထင်ပါနဲ့ဒီနေ့ကျောင်းနောက်ဆုံးနေ့ဆိုတော့6ပတ်မယ်6လဲမယ်ညစီကုန်နေပြီဘယ်လိုပြန်မလဲဒါပဲအတန်းတော့မတက်ပါဘူးဗျာအတန်းတော့မတက်ပါဘူးဒါပေမဲ့အတန်းတော့အပြင်းပြေလမ်းကြောင်ရင်တော့တက်ပါမယ်ဗျာဘယ်ကောင်လဲပြောလိုက်တာကျောင်းမဲ့ဖွေးစီရင်တာစာမတင်စီရင်နေဒါကျွန်တော်ရဲ့ရွယ်ချက်ပါခီးရသွားမယ်ဆွေးရတတ်မယ်ဒါဒီကျွန်တော်တို့ရဲ့နောက်ဆုံးနေ့ကျောင်းသားရဲ့ညီမချက်ဖြစ်ပြီ Thank you